မေစီကိုသွားခဲ့တယ်သူမေစီသွားရဲဆိုတာသူမရဲ့အုပ်ကူပေါ့နော်သူမကတော့ဆုံးပါသွားပြီသူမရဲ့အုပ်ကူလေးစီကိုသွားခဲ့တယ်သူမရဲ့အုပ်ကူမှာသူအကြောင်းလေးတွေကိုရှင်းဖွင့်နေပေါ့နော်ဒီဗီဒီယိုလေးကတော့အသိပညာပေးဘူးတုတလည်းရတယ်လို့စိတ်ဝင်စားစရာလည်းကောင်းတာကိုညီမတင်ဆက်ပေးလိုက်ရတာဖြစ်ပါတယ်အတူတူကြည့်လိုက်ရအောင်နော်တလင်တများဥပဒေနဲ့ထောင်ချပြီးတော့လွတ်လာတယ်ပေါ့နော်လွတ်လာတဲ့ကိုစောခန့်ကသူထောင်လွတ်လာခြင်းမှာပဲဥတီယာမဲ့နေရပေါ့နော်ဘယ်တော့လို့တော့မှမသိဘူးသူဟိုထောင်ထဲထည့်ခဲ့တဲ့သူရဲ့မိမဣဇာစီကိုပဲပြန်သွားမလားဒါမှမဟုတ်သူနဲ့အဲ့တော့ဖောက်ပြန်ခဲ့တဲ့ညိုမီဆိုတဲ့ကောင်မလေးစီကိုပဲပြန်သွားမလားပေါ့နော်သူအဲ့လိုတွေဝေခွဲမြဖြစ်နေတဲ့အချိန်မှာသူချေဦးတဲ့ရသွားရင်းနဲ့နောက်ဆုံးတော့သူ့အမေပေါ့နော်သူ့အမေစီကိုသွားခဲ့တယ်သူ့အမေစီသွားရဲဆိုတာသူ့အမေရဲ့အုပ်ကူပေါ့နော်သူ့အမေကတော့ဆုံးပါသွားပြီသူ့အမေရဲ့အုပ်ကူလေးစီကိုသွားခဲ့တယ်သူ့အမေရဲ့အုပ်ကူမှာသူအကြောင်းလေးတွေကိုရှင်းဖွင့်နေပေါ့နော်သူ့အမေရဲ့အုပ်ကူလေးကိုရောက်တဲ့အခါမှာဒီပန်းစည်းလေးတစ်စီးပေါ့နော်ပန်းစည်းလေးတစ်စီးကိုတွေ့တယ်ပန်းစည်းလေးကနေလက်ဆက်ဆက်လေးပဲမနှွမ်းသေးဘူးအဲ့တော့သူစိတ်ထဲမှာဒါသူ့ရဲ့မိမပေါ့နော်သူမိမဣဇာလာပြီးတော့ပန်းစီလို့သူယုံကြည်ရဲဘာလဲဆိုတော့သူမိမအမြဲတမ်းဒီသူ့မိနဲ့ရှိစင်မှာလဲသူမိကြိုက်တဲ့ဟာတွေလုပ်ကြွေးရဲသူ့မိနဲ့သူ့မိမရဲ့အကမနဲ့ချွေးမဆက်ဆံရေးအရန်ကောင်းမွန်တဲ့ဆက်ဆံရေးတစ်ခုဖြစ်ခဲ့တယ်သူမိဆုံးသွားတဲ့အချိန်မှာလဲအကူတန်ရှင်းတွေလာလုပ်တယ်ပန်းစီလေးမြင်လာပြီးရဲဒီလိုမျိုးအမြဲတမ်းလုပ်ပေးတဲ့မိမမျိုးပေါ့နော်အဲ့တော့သူ့မိသားပြီးမှရှိရင်နေမိမစီကိုပြန်သွားငါသမီးဣဇာကိုချောပြန်တောင်းမှန်ဆိုပြီးများပြောမလားပေါ့နော်ဒီလိုမျိုးလေးလည်းသူစဉ်းစားမိရဲ့ပေါ့ကိုစောခန့်ဖောက်ပြန်ခဲ့တဲ့သူကတော့ဒါသူ့ရဲ့ငယ်တငယ်ချင်းပေါ့နော်ငယ်တငယ်ချင်းညိုမီအမျိုးသားဆုံးသွားပြီးမုဆုမတယောက်တားလေးရှိရဲ့ပေါ့နော်ကိုစောခန့်စီကနေပြီးတော့ဟိုငွေကြေးအနှင်းငယ်လာပြီးတော့အကူညီတောင်းရင်းနဲ့ကိုစောခန့်နဲ့ပြန်ပြီးပတ်သက်မိရပေါ့နော်ကိုစောခန့်တို့အိမ်တော်ကြီးကလည်းအရင်အစမပြေအိမ်တော်ကြီးမဟုတ်ဘူးသူတို့ပြောရှင်နေသူ့မျိုးသမီးဣဇာလည်းအဲ့ချိန်မှာကိုဝင်နေစီလာစီဖြစ်နေတဲ့အချိန်ပေါ့နော်သူဖောက်ပြန်လိုက်တဲ့အချိန်အောင်အဲ့ချိန်မှာဒီလူဆိုရဲစိတ်ပေါ့တကယ်နာပေါ့အမျိုးသမီးအိမ်တော်ကိုဝင်ရှိနေတဲ့အချိန်မှာသူ့ရဲ့တာယာမှုနောက်ကိုလိုက်သွားတာပေါ့တကယ်ချစ်တာလားအမျိုးသမီးကိုပြစ်ပယ်ပြီးတော့ဒီမျိုးသမီးကိုညိုမျိုးယူရကောင်းလို့ဒီချစ်တာလားဆိုတော့အဲ့လိုမဟုတ်ဘူးသူကတကယ်နာတာရတာပေါ့နော်တကယ်နာတာရတဲ့အချိန်မှာသူဖောက်ပြန်ပြီးသွားတယ်ဒါပေမဲ့အဲ့ဒါကိုခုနပြောဆိုလို့အမျိုးသမီးတွေရဲ့ resistance level မတူဘူးလေဒါကိုလက်ခံတဲ့အမျိုးသမီးတောင်းမှရင်ပြန်ခွတ်လို့ပြီးပေါင်းတဲ့အမျိုးသမီးလည်းရှိသလိုဖောက်ပြန်တာကိုအမုန်းကြီးမုန်းနဲ့ညှိုးကြီးညှိုးမယ်အချစ်ကြီးအမျက်ကြီးမယ်ဆိုတဲ့အမျိုးသမီးတွေလည်းရှိရဲအဲ့ဒါဣဇာလိုမိမမျိုးပဲအဲ့တော့ညိုမီကဒီကိုစောခန့်စီကနေပြီးတော့ဟိုပတ်စံနေရနေရပေါ့နော်ရနေတဲ့အချိန်မှာသူတောင်းတလောက်တွေကိုစောခန့်နောက်ကျမပေးနိုင်တော့ဘူးအချိန်မှာနေမိမကိုဒါမြင်ငယ်ရဲ့ထုံးစံထိုင်ပေါ့နေမိမကိုငါချင်းချောက်မယ်ဗီဒီယိုတွေပို့မယ်ဖာညာနဲ့သူတို့ချင်းချောက်တဲ့အချိန်မှာသူပြောတဲ့အတိုင်းပဲသူပို့လိုက်တယ်ပေါ့ပို့လိုက်တော့နောက်ဆုံးတော့ဣစာလည်းတည်သွားတယ်သူမိမတည်သွားတယ်သူမိမတည်သွားတဲ့အချိန်မှာတော်တော်ခံစားရတာပေါ့သူမိမလည်းအဲ့လိုကိုဝင်းနဲ့မွေးကန်ဒီမှာကိုယောက်ျားနဲ့ဒီတခြားတယောက်နဲ့ဖောက်ပြန်နေတဲ့ဗီဒီယိုတွေပုံတွေကိုသူတွေ့ရတာလေတွေ့ခဲ့ရတာလေဒါပေမဲ့ဣဇာကဘယ်လိုမိမမျိုးလဲဆိုတော့သူ့ရဲ့အိမ်တော်ကြီးတစ်ခုမှာသူဂျားလူဝင်လာတဲ့အခါမှာအဲ့ဂျားလူပဲရှင်းထုတ်မယ်ဒီယောက်ျားကိုဒုက္ခပေးမယ်ဆိုလဲသူပဲဒုက္ခပေးမယ်တခြားတစ်စိမ်းတော့သူ့ယောက်ျားဒုက္ခပေးလို့မရဘူးဒုက္ခမပေးခံဘူးဆိုရယ်မိမမျိုးပေါ့နော်အဲ့တော့သူပဲဒီညိုမီရဲ့သူ့ယောက်ျားမှားခဲ့တာ哦သူ့ယောက်ျားကလည်းမှားခဲ့သူဖြစ်တဲ့အတွက်ကြောင့်မလို့ညိုမီကိုသူတို့ဘွားတွေကနေပြီးသူတို့မိသားစုဘွားတွေကနေရှင်းထုတ်လိုက်တယ်လွင့်အောင်လုပ်လိုက်တယ်ငွေကြီးတစ်ခုခုနဲ့ပေါ့နော်ရှင်နေနဲ့စာချုပ်တွေပါကြီးကျွန်တော်ချုပ်ပေးပြီးတော့ညိုမီကလည်းသူတို့ဘွားတွေထွက်သွားပြီသူပတ်စံရပြီးတော့လေတကယ်ချစ်လို့လည်းပတ်သက်တာမဟုတ်ဘူးဆိုတော့ကိုစောခန့်အဲ့မှာကိုစောခန့်အောင်သူ့မိမသူ့ကိုနားလည်မှုအပြည့်ပေးပါလားပေါ့နော်နားလည်မှုအပြည့်ပေးသူနဲ့ပေါင်းလို့များဒီလိုမျိုးရှင်းထုတ်တာလားဆိုတော့မဟုတ်ဘူးဣဇာရဲ့အညိုးတွေကတရားပါပဲပထမအနာကျက်မှာမဟုတ်အဲ့တော့စောခန့်ကိုနင့်ကိုသူများဒုက္ခပြီးတာငါမကြည့်ရပြီငါကိုယ်တိုင်ဒုက္ခပေးချင်တာငါကိုယ်တိုင်နင့်ကိုဒုက္ခပေးမှာငါပြီးရဲ့ဒုက္ခတွေယူသွားဆိုတော့စောခန့်ကလည်းသူ့မှာသူသိရဲ့သူမျိုးတော့ဖောက်ပြန်တဲ့သူတွေမှာနည်းနည်းလေးတော့ level တစ်ခုမြင့်တယ်ဘာဖြစ်လို့ဆိုတော့သူအသိတရားရှိရင်စောခန့်ဖောက်ပြန်နေဆိုပြီးတော့နေမလောက်ချင်ရလို့ဆိုပြီးတော့အဲ့လိုဖြစ်တဲ့သူမျိုးမဟုတ်ဘူးသူကမဆုံးရှုံးချင်တဲ့သူမျိုးဣဇာ
ပြီးတော့သူ့မိမလည်းသူချစ်တယ်ဒီဟာသူဒီတာယာမှုလေးကိုပေါ့နော်ထိချုပ်နိုင်တဲ့တမာတိခဏပြောက်ွယ်သွားတဲ့အချိန်မှာပြအဲ့ကြောင့်ကျွန်မအမြင်ပြောရလေလူဆိုတာဘဝမှာတစ်ခါတော့တော့ကံကြမ္မာကကိုအဲ့လိုမျိုးအချိန်မျိုးတွေတွန်းဖို့တတ်တယ်အဲ့အချိန်မှာဘလောက် stable ဖြစ်နဲ့မှန်ကန်တဲ့ရည်တည်ချက်နဲ့ကြော်လွှားနိုင်လဲဆိုတော့လူတူတစ်ယောက်တည်းမှာရှိရဲ့တမာတိနဲ့တီလာနဲ့စောက်ထိန်နိုင်တဲ့သစ္စာတရားနဲ့ပဲဆိုင်တယ်ဒီလားလူတိုင်းမှာဖြစ်ဘူးလေကိုစော်ခန့်လိုမျိုးပဲဘဝမှာအဲ့လိုမိမမျိုးတွေကိုခဏခဏထည့်ပြီးအမေယောက်ျားတွေအများကြီးကြုံလိမ့်မယ်အဲ့ဒါကိုဘလို့ဖြတ်ကျော်ခဲ့လဲဘလို့ရင်ဆိုင်ခဲ့လဲဆိုတော့ဘဝမူတည်ပြီးဒီလူကဒီအိမ်တော်ကြီးတာယာခဲ့ခြင်းအစီပြေခဲ့ခြင်းဆိုအဲ့အဖြစ်မှာကွဲလွဲသွားမှာအဲ့အဖြစ်မှာတွေအကုန်လုံးရှင်းသွားလိမ့်မယ်မိန်းကလေးလည်းအဲ့လိုကြုံတယ်နော်မိန်းကလေးမှလည်းအဲ့လိုကိုယ်ရင်တော်ပျက်စီးစေမဲ့ယောက်ျားမျိုးတွေလာနောက်ဆက်တဲ့အခြားလူတွေထည့်ပြီးရတယ်ဒါပေမဲ့အမျိုးသမီးတွေကတော့နည်းနည်းအဲ့ဒါနဲ့ထောင်ထဲသွားနေပြီတဲ့ဤစာဒီထောင်ထဲသွားနေပြီလားတဲ့ငါသားမွေနေငါသားမျက်နှာနဲ့လုံးဝမမြင်စေရအောင်ဒီထောင်ထဲမှာပဲနေလိုက်ငါတို့လည်းဘယ်လိုမှလာမဆက်သွန်းနဲ့ဆိုပြီးတော့ okay လက်ခံတယ်ဆိုခံရလဲဘုဒ္ဓဘောပဲငါဝင်ခပ်အဲ့ဆိုငါဒီလိုထောင်ထဲမှာသွားနေလိုက်နေအညိုတွေကြီးမာလားနေငင်နေတဲ့ဟာတွေကြီးမာလားဆိုတော့ဒါငါကိစ္စလောစင်နေမျက်နှာမှာမမြင်ချင်ဘူးနေတလိမ့်တမယာဥပဒေတော့ဝင်ခံလိုက်တော့ဝင်ခံပြီးဒီထောင်ထဲသွားနေလိုက်ဒိုးလိုက်ပေါ့နော်အဲ့ထောင်ကျသွားပါတယ်ပေါ့ဆိုတော့ခံသူတို့မတက်တိထောက်ထားရလဲတိကျရှိတာရောတရခမ်းဝင်ခံလိုက်တာရောဆိုတော့ထောင်ထဲမှာလဲသိရမလားတခြားသူတွေဘာတွေကသူဖားကြပေါ့မိမကိုဖောက်ပြန်တာထောင်ကျစရာလားတော့မိမကိုဖောက်ပြန်တာဘာထောင်ကျစရာလို့လဲငါတို့ဆိုထားပါတော့လူတက်မှုလို့စေးမှုလို့လောကစားမှုနဲ့ဝင်နေသူတွေဟားတာပေါ့မသိအောင်လုပ်ပါလားတော့ပေါ့နော်သူတို့အတွက်ကတော့ဒါဖောက်ပြန်တဲ့အတွက်ထောင်ကျရဲဆိုတာရီစာကြီးဟာသားတစ်ခုလို့ဖြစ်နေရလေနော်အဲ့နောက်ဆက်တွဲဆိုးချိုတွေကဘာတွေထပ်ဖြစ်မှာလဲဆိုကိုစောခန့်အတူပြစ်ကလေးသူလုတ်ပြီးတော့အချိန်မှာသူထောင်ထွက်လာတယ်ဤစာရန်တဲမှာတဲ့ကြောက်ကြနေရတောက်လျှောက်နှစ်တောက်လျှောက်လုံးမှာတစ်စက်တောင်လာမကြည့်ဘူးသူယောက်ျားသူယောက်ျားရဲ့ရှေ့အနေနဲ့ပဲစကားတွေပြောတယ်ပိုင်ဆိုင်မှုလည်းဘာတစ်ခုမှမယူပဲစဉ်းသွားတာမိမမျိုးအဲ့တခါကျရင်ကျွန်မမနေ့ Facebook မှာ post တင်တော့ comment အောင်အဲ့လိုမိမမျိုးတွေရှိလားတော့ရှိရပေါ့ကျွန်မကိုယ်တိုင်ဆိုလည်းအဲ့လိုမိမမျိုးပဲကျွန်မကဖောက်ပြန်တယ်ဆိုရင်ကျွန်မရှာရတဲ့ဟာမှမဟုတ်ဘူးဆိုကျွန်မလုံးဝဖတ်တွယ်ပြီးမတ်တွယ်ပြီးတော့ကျွန်မမက်မောနေမှာမဟုတ်ဘူးကျွန်မတို့ကတိတ်ခါနဲ့မာနာကိုပိုချစ်တယ်ဤစားလိုမိမမျိုးကိုပိုချစ်တယ်မိမမျိုးနော်ဒီပိုင်ဆိုင်မှုတွေဒီယောက်ျားစင်တွေပြန်ပေးတာကြွေးတာကိုပြန်ယူရမယ့်အနေအထားမျိုးမဟုတ်ဘူးအဲ့လိုမျိုးလဲရဲတယ်အဲ့လိုမျိုးရှင်းရဲတယ်မိမအဲ့လိုလှည့်ထွက်ခဲ့တဲ့ဟာမျိုးဆိုတဲ့ဟာမျိုးဆိုတော့ဤစားလိုမိမမျိုးတွေဒီကတော့အများကြီးရှိရသေးလားကိုစားကထောင်ထဲကထွက်လာတော့လေဒါသူရှိနေရတော့ထောင်ဝမ်းမှာတော်လေးလာပြီးရပေါ့နော်ဒီလည်းမိမမရှိသွားဘူးမမပြန်ပေါ့အဲ့ထောင်ကထွက်လာပြီပေါ့အဲ့တော့ထွက်လာတဲ့အချိန်မှာအီဇာနဲ့ပြန်ပေါင်းထုတ်มาလားဘာဖြစ်มาလဲပေါ့စာဖတ်ပြီးရတဲ့သူတွေကတော့သိမှာပါဒါကျွန်မ Facebook မသုံးဖြစ်တဲ့သူတွေကိုဒီဇလန်လေးအကြောင်းကိုဒါတကယ်ဖြစ်ရမယ့်ဇလန်လေးအကြောင်းကိုကျွန်မပြန်ပြောပြတာပေါ့ဖတ်တူးမှာကိုစောခန့်ထောင်ကထွက်လာပြီးအိမ်ကိုဆက်သွားတဲ့အခါမှာဘာတွေဆက်ဖြစ်မလဲဆိုတဲ့ဒုတိယပိုင်းလေးကိုလည်းဆက်ပြီးပြောပြပါမယ်ဗီဒီယိုလေးကတော့ဒီလောက်ပါပဲရှင်မိစုတို့ကတော့ဒီဗီဒီယိုလေးနဲ့ပတ်သက်ပြီးဘယ်လိုမျိုးမှတ်ချက်ပေးခြင်းကြလဲရှင်ကွန်မန့်မှာပြောပြခဲ့ကြပါဦးเนาะနောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့ကြပါမယ်ရှင်